ခုတလောဈေးလဲလုံးဝမသွားနိုင်တော့ဘူးပေါ့နော်ပြီးတော့အပြင်စာတွေကလည်းကျမစားရတာတိတ်ပြီးမကြိုက်တာနဲ့အိမ်မှာရှိတဲ့ဟာလေးနဲ့ပီဇာလေးလှုပ်စားဖြစ်ရင်းနဲ့လုံကြီးလေးကိုလာမြောက်ပေးရပဲဖြစ်ပါတယ်ဒီပီဇာလုပ်ဖို့အတွက်ကိုဆိုတော့အရန်ကိုလွယ်တယ်ပေါ့နော်ကုန်ကျစရိတ်လည်းအရန်မများဘူးတခုပဲစိတ်ရှည်ရတာလေးပေါ့နော်အချိန်ကြီးကနည်းနည်းပေးရတော့ပေါ့နော်အမှန်တော့ကျမဟာဝိုင်ယီပီဇာလုပ်တာဟာဝိုင်ယီလုပ်ဖို့အတွက်ကျမဒီနက်နက်တီးမရှိတာနဲ့ရှိတဲ့ဟာလေးနဲ့ပဲလုပ်ထားတာပေါ့နော်မြင်ရတဲ့အတိုင်းဒီအပေါ်ရန်သားကလည်းကျွတ်ပြီးမှသူရဲ့ crust ကအတွင်းသားနူးညံ့ပြီးအရန်ကိုစားလို့ကောင်းတော့ပေါ့နော်ကဲသူ့လုပ်ဖို့အတွက်ဆိုရင်တော့ကျမတို့ဂျုံကထွေထွေသုံးဂျုံကိုကျမအသုံးပြုထားပါတယ်ပြီးကြရင်ကျမဒီ comment ထဲမှာပေါ့နော်ပါဝင်တဲ့ဂျုံအချိုးစားတွေအကုန်လုံးရေးပြီးမှမလို့ဒီမှာမပြောတော့ပါဘူးเนาะပြီးရင်တော့ဒါတစေးလို့ခေါ်တဲ့မုံပွားစေးကိုထမင်းလက်ဖက်စားစွန်းနဲ့တစွန်းသုံးမှအဲ့ဒီစွန်းနဲ့ပဲကျမအရင်မွေပေးလိုက်တယ်ပေါ့နော်ပြီးရင်တော့ရေကိုထည့်မယ်ပေါ့နော်ရေထည့်တဲ့အချိန်မှာလေအရန်လည်းမပူရဘူးအရန်လည်းမအေးရဘူးပေါ့နော်အဲ့ဒါမှဒါဒီတစေးတွေကပြန်ပွားလာမှာပေါ့နော်မဟုတ်ဘူးဆိုလို့ရှိရင်တစေးကိုပွားအောင်သူကမလုပ်ဘူးဆိုလို့ရှိရင်ဂျုံသားတွေကခုနကနေမပွားပဲနေတတ်တယ်ပေါ့နော်အဲကြောင့်မလို့ရေထည့်တဲ့အချိန်နွေးနွေးလေးကိုဒါထည့်ရပါမယ်အဲ့ဒါလေးကိုတတိပြုပါရေကိုလည်းကျမအကုန်လုံးတစ်ခါလည်းမထည့်သေးပါဘူးအရင်ဆုံးနည်းနည်းထည့်တယ်ပေါ့နော်ပြီးကြမှာနည်းနည်းချင်းစီထပ်ပြီးကြံတဲ့ဟာကိုထည့်သွားတယ်အရင်ဆုံးရေထည့်ပြီးဆိုတာနဲ့ဇွန်းကလေးနဲ့မှုတယ်ပေါ့နော်တော်တော်လေးကိုထွေးလေးအနေထားရပြီဆိုမှကျမလက်နဲ့ပြန်ပြီးမှနေတယ်ပေါ့နော်လက်နဲ့ကိုကျမဒီ10မိနစ်9မိနစ်လောက်နေပြီးတော့သူ့ကိုကျမလက်ထဲမှာစီလေးထည့်တယ်ပေါ့နော်အဲ့ဒါမှဒီစလုံးထဲမှာကတ်မသွားအောင်စီလေးနဲ့အပေါ်ရန်သားတွေကိုစီလေးရှိနေအောင်ပေါ့နော်တုပ်လိုက်တယ်ပေါ့နော်ပြီးရင်တော့ကျမသူ့ဒီမိနစ်20လောက်ပေါ့နော်အဲ့လောက်ပဲကျမထားပြီးမှပြန်ဖွင့်လိုက်တယ်ပေါ့နော်ပဝါလေးနဲ့မိနစ်20ထားပြီးအုပ်ထားတယ်မိနစ်20ပြည့်တော့ကျမဒီလိုပြန်ဖွင့်ပြီးမှပေါ့နော်ဒီလိုဆွဲဆန့်ကြည့်တဲ့အချိန်မှာ तू ကအရန်ကြီးမဖြစ်သေးဘူးမနော်နိုင်ဝက်လောက်ထားရမှာပေါ့နော်မိနစ်30-35မိနစ်လောက်ပေါ့နော်မဖြစ်သေးဘူးအဲ့ဒါပေမဲ့လည်းကျမစားထည့်ရမှာဆိုတော့ဖွင့်လိုက်တယ်ပေါ့နော်စားထည့်ရခုနကဘယ်လိုပြောမလဲ grinder နဲ့ထည့်ရတာပေါ့နော်အဲ့ဒါကြီးကအကုန်လုံးရင်ငွေ့ပြန်နေစားထွက်မလာဘူးစိတ်မရှိတော့ကျမယူဘူးတွေကစားကိုပဲထည့်ပြီးမှတခြားပြန်နေတယ်နေပြီးသွားပြီဆိုရင်တော့ကျမရေထည့်လိုက်ဘာလဲစီအပေါ်ကနေပြန်တစ်ချက်တုပ်လိုက်တယ်ပြောတာအဲ့ဒါလေးကိုပြဖို့မိသွားတယ်ပေါ့နော်ခုနကနီးတိုင်းစီတုပ်ပြီးမှကျမဒီ clear wrap နဲ့အပေါ်ကနေအုပ်ထားလိုက်တယ်ပေါ့နော်ဒီအုပ်တာကိုတော့ကျမနိုင်ဝက်ထပ်ထားပြီးမှနိုင်ဝက်တစ်ခါ stretch and fold လုပ်ပေးရပေါ့နော်ဗီဒီယိုထဲမှာမြင်ရတဲ့အတိုင်းလုပ်ပေးဒါဒုတိယတစ်ကြိမ်မြောက်လုပ်တာပါပထမတစ်ကြိမ်တော့ကျမမပြလိုက်တော့ဘူးပေါ့နော်ဗီဒီယိုကအရန်ကိုရှည်နေပြီမို့လို့မိနစ်20စီနှစ်ခါထားပြီးခုနလိုမျိုး stretch and fold လုပ်ပေးပြီးလိုက်တဲ့အချိန်မှာတော့ကျမကသူ့ကိုတေချာပွက်အောင်ထားတော့မှာမို့လို့စလုံးနဲ့အကြီးတဲ့ကိုပြောင်းပြီးမှပေါ့နော်သူ့ကိုတနားရီလောက်ထားလိုက်တယ်ပေါ့နော်ပကံနဲ့မှထပ်ပြီးအုပ်တယ်ပေါ့နော်ဒါကတော့တနားရီလောက်ထားပြီးတဲ့အနေထားတော်တော်ကြီးကိုပွားတက်နေပြီပေါ့နော်ဒါဆိုရင်တော့ကျမသူ့ကိုဒီမုံသားကိုနှလုံးခွဲမယ်ပေါ့နော်ဒါလေးနဲ့ပဲကျမခွဲလိုက်တယ်စနစ်သုံးပေါ်တင်ပြီးမှပေါ့နော်စနစ်သုံးပေါ်မှာမတင်ခင်ဂျုံလေးနဲ့ဖြူပါမဟုတ်ဘူးဆိုကပ်ပါလိမ့်မယ်ပေါ့နော်အဲ့ဒီဂျုံကိုတော့နှလုံးပေါ့နော်ပိုင်းပြီးသွားပြီဆိုရင်တော့ကျမတို့ဒီလက်လေးနဲ့တခြားဗီဒီယိုထဲမှာကျမပြတဲ့အတိုင်းအလုံးလေးတည်ချာလုပ်ပေးရပါမယ်ဒီလိုမျိုးတိုင်းပဲပေါ့နော်အလုံးလေးတွေလုပ်မယ်လုပ်ပြီးပြီဆိုရင်တော့ကျမတို့ခုနကဒီစလုံးလေးကိုပြန်ထည့်မှအုပ်ထားမယ်ပေါ့နော်တစ်လုံးကိုပြီးရင်တော့ဒီမုတ်ဖုံးမဲ့ဘန်းလေးကိုကျမဒီရွှေကြည်မုံလေးရှိလို့ဖြူးတယ်ပေါ့နော်မရှိရင်ဖြူးစရာမလိုဘူးဒါကသူများဆိုင်မှာလုပ်တဲ့လူတွေပြောပြတာသူကဒီရွှေကြည်မုံလေးဖြူလို့ရှိရင်ဒီ pizza crust ကိုပို့ပြီးကျွတ်စေတယ်ကောင်းတယ်ပြောလို့ပေါ့နော်စမ်းလုံးကြည့်ရတကယ်ဟုတ်တယ်စားကောင်းတယ်ပေါ့နော်ပြီးရင်တော့အဲ့ဒီအလုံးလေးကိုကျမဒီစလုံးလေးနဲ့အုပ်ပြီးမှပေါ့နော်တနားရီလောက်ပြန်ထားလိုက်တယ်ထားပြီးတဲ့အနေထားဆိုရင်တော့သူကဖုတ်ဖို့အဆင်သင့်ဖြစ်ပြီပေါ့နော်နောက်ထပ်ထားဖို့မလိုတော့ဘူးဒီလိုဆိုရင်တော့ကျမသူ့ကိုပီဇာပုံစံလေးဖော်ပေးမယ်ပေါ့နော်ဒီလိုမျိုးလက်လေးနဲ့အရင်ထိုးချပြီးမှသူ့ကိုဒီလင်မန်းထဲကအတိုင်းဖြစ်သွားအောင်ဆွဲဆန့်ပေးရမှာပေါ့နော်နည်းနည်းတော့စိတ်ရှည်ရတယ်ဒီပီဇာလင်မန်းတိုင်းဖြစ်သွားပြီဆိုလို့ရှိရင်တော့ကျမတို့သူ့ကိုခင်းချင်ဒီ sauce လေးစပြီးမှထည့်လို့ရပြီပေါ့နော်ဒါကတော့ကျွန်မဒီပလင်းနဲ့ခင်းချင်ဒီ sauce ကိုအစပလာလေးနဲ့ထပ်ပြီးချက်လိုက်တာပါဒီချက်နည်းကတော့ကျွန်မမပြတော့ပါဘူးရန်လဲလွယ်တာမဟုတ်လို့ပေါ့နော်
ပြီးရင်တော့ဒီအခင်းချင်ဒီ sauce ကိုကျမတို့ထည့်ပြီးသွားပြီဆိုရင်တော့ cheese ကိုတော့ကျမများများပဲဖြူပါတယ်ပုံမှန်ဆိုရင်တော့လေအိမ်မှာပီဇာကျမယောက်ျားပဲလုပ်တယ်ပေါ့နော်ကျမမလုပ်ဘူးဒါပေမဲ့ကျမဒီခါဗီဒီယိုရိုက်ပြချင်တာမို့ကျမလုပ်တယ်သူလုပ်တဲ့အချိန်ဆိုရင်တော့အပေါ်ကနေဒီလိုရိုးရိုး cheese အပြင်ကို mozzarella cheese ပီဇာအဲ့လို mozzarella cheese ထည့်မှာပို့ပြီးစားကောင်းလာဒါပေမဲ့ကျမအယိုးရှင်းဆုံးလုပ်ပြနေတာဆိုတော့အားလုံးလည်းလိုက်လုပ်နိုင်အောင်ပေါ့နော်အဲ့ဒါဆိုတော့အဲ့လောက် fancy ဘက်ကိုကျမမသွားတော့ဘူးပေါ့နော်ရှိတဲ့ဟာလေးနဲ့ပဲအဆင်ပြေအောင်လဲလုပ်နေပြီးတော့အိမ်မှာလည်း mozzarella cheese မရှိဘူးပေါ့နော်တောက်ဝယ်ရမှာဆိုတော့ဘယ်သူမှလည်းမသွားချင်တော့တာနဲ့ဖြစ်တယ်လို့လေးပဲပေါ့နော်ပြင်ထားတော့ဝတ်သားပြားပေါ့နော်ဝတ်သားပြားအပေါ်ကနေထည့်လိုက်တယ်ပေါ့နော်ဒီထဲမှာငရုတ်ပွားပါညာထည့်ချင်လဲထည့်ပေါ့နော်အမှန်တော့ကျမဒီနက်နက်သီးလေးနဲ့စားမလို့နက်နက်သီးလည်းမရှိနေတော့ရှိတဲ့ဟာနဲ့ပဲအဆင်ပြေအောင်လုပ်လိုက်တယ်ကဲနောက်ဆုံးမှာတော့ကျမတို့တန်းလွင်စီလေးကိုဒီအဘေးသားလေးတွေမှာဘယ်လိုပြောမလဲစမ်းမယ်ပေါ့နော်ဒါမှဒီ crush လေးကကျွတ်ကျွတ်ရွရွလေးဖြစ်မယ်ပေါ့နော်ဒီလောက်ဆိုရင်တော့သူကဖုတ်ဖို့စင်တင်ဖြစ်ပါပြီဒီပီဇာဒီနီးတိုင်းလောက်တာဆိုလို့ရှိရင်စိုက်မှာစားရတဲ့အရာအတိုင်းမှာပဲချွတ်ဆူရပါတယ်သူ့တော့မီးအရှိန်များများနဲ့အဗန်အသေးထဲမှာပဲကျွန်မဖုတ်ဖြစ်ပါတယ်အဗန်ကြီးမှဆိုအရင်မပူမှဆိုလို့ပေါ့နော်ဒါကတော့15မိနစ်ဖုတ်ပြီးလို့ရလာတဲ့အနေထားပေါ့နော်အရန်ကိုလွယ်ကူတာမို့အားလုံးလည်းလှုပ်ရှားကြနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်